မဲ့မင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြသပေးမှာကတော့ဒီ Veteran GPDR ကိုကွန်ပျူတာ software နဲ့ပေါ့နော်ဘယ်လိုချိတ်ဆက်ပြီးအသုံးပြုပြီးလဲဆိုတာကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်အခုပထမဆုံးကျွန်တော် Google မှာပေါ့နော် Google မှာကျွန်တော် Veteran ဆိုပြီးတော့ကျွန်တော်ရိုက်ပြီးတော့ရှာလိုက်မှာဖြစ်ပါတယ်အောက်မှာကျွန်တော် website နေရာကိုရောက်လို့ရှိရင်ဒီမှာတွေ့လိမ့်မယ်ခင်ဗျာ veteran.net ပေါ့နော်သူ့ကိုကျွန်တော်ဖွင့်လိုက်မယ်ဒါဆိုရင်ကျွန်တော် Veteran ရဲ့ website ထဲကိုကျွန်တော်ရောက်ရှိသွားပြီဖြစ်ပါတယ်အပေါ်မှာကြည့်ရှိတဲ့ဘားတန်းလေးမှာကျွန်တော်ဒီမှာ support အောက်မှာ download ဆိုတာရှိတယ် download ဆိုတော့ကျွန်တော်တို့ software download မှာဖြစ်တဲ့အတွက် software ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်သူကမှာသက်ဆိုင်ရာ model လေးတွေပါကျွန်တော်တို့ရွေးလို့ရတယ်အဲ့တော့ကျွန်တော် GPDR အတွက် download မှာဖြစ်တဲ့အတွက် GPDR ကိုရွေးလိုက်လို့ရှိရင် GPDR ရဲ့ဒါအပေါ်ဆုံးမှာရှိတာတော့ဒါနောက်ဆုံးထွက်ထားတဲ့ software version ပေါ့နော်အခုနောက်လက်ရှိထွက်နေတာတော့ဒါ 1.4.0 ပေါ့နော်ဒီဟာအောင်မှဒီဘက်ဘေးမှာ Win ရယ် Mac ရယ်ဆိုပြီးနှစ်ခုရှိမယ်ကျွန်တော်တို့ဒီ Windows PC တွေမှာသုံးမယ်ဆိုရင်တော့ဒီ Windows laptop တွေ Windows computer တွေမှာသုံးမယ်ဆိုရင်တော့ Win ရနေ down ရမယ်ကျွန်တော်တို့ဒီ MacBook တို့เนาะဟိုဒီ i device တွေပေါ့နော် iOS တင်ထားတဲ့ device တွေမှာသုံးမယ်ဆိုတော့ကျွန်တော်ဒီ MacBook နဲ့ down ရမယ်ပေါ့နော်အခုကတော့ကျွန်တော် Windows နဲ့ down ပြီးတော့စမ်းပြပြမှာဖြစ်ပါတယ်ဒီတော့ကျွန်တော် Win ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ download လုပ်ဖို့ပေါ်လာပြီပေါ့နော် start download လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ software download လုပ်ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ software ကိုကျွန်တော် download လုပ်ထားတဲ့ file လေးကိုကျွန်တော်သွားပြီးတော့ file လေးကိုကျွန်တော်ဖြီးလိုက်မယ်ပေါ့နော်သူကတော့ဒီကျွန်တော်တို့ zip file အနေနဲ့ချုံပေးလိုက်တာပေါ့နော်ဒီမှာကျွန်တော်တို့ဖြီးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ software setup လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ setup file လေးရပြီပေါ့နော်သူ့ကိုကျွန်တော် double click နဲ့ဖွင့်လိုက်မယ်ဒီမှာကျွန်တော် language တွေရွေးလို့ရမယ် next နေမယ် agree ပေးမယ်ဒါကတော့ software တင်မဲ့ location ပေါ့နော် default အတိုင်းပဲထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် install နှိပ်လိုက်တဲ့အခါကျရင်ဒါ software ကဟိုတင်ပြီးသွားပြီပေါ့နော်တင်ပြီးသွားပြီကိုကွန်ပျူတာကို restart လုပ်မယ်ဆိုရင် restart လေးထည့်ပြီးတော့ကျွန်တော် finish လုပ်လိုက်ရင်ကိုကွန်ပျူတာ restart ဖြစ်ပြီးတော့ပြန်ပြီးပွင့်လာပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ software လေးလည်းတွင်းပြီးသွားပြီပြီးလို့ရှိရင် GPDR effect နဲ့ကွန်ပျူတာနဲ့ကိုလည်းကျွန်တော် USB ကြိုးလေးနဲ့ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ desktop ပေါ်မှာရှိတဲ့ဒီ GPDR software icon လေးကိုကျွန်တော် double click နှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ဒီ GPDR software လေးရယ် GPDR effect ရယ်နှစ်ခုကချိတ်ဆက်မိသွားပါပြီခင်ဗျာအခုလို software နဲ့ effect နဲ့ချိတ်ဆက်မိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ preset လေးတွေပေါ့နော်ဒီမှာကျွန်တော်တို့ factory preset ရှိတယ် user preset ရှိတယ်ကျွန်တော်တို့ save လုပ်လို့ရတဲ့ဒီ user preset ထဲဟာတွေအကုန်လုံးကိုကျွန်တော်တို့ဒီမှာ control လုပ်လို့ရပါတယ်ပြန်ပြင်လို့ရတယ်ကိုလိုတိုးပိုရှော့เนาะကိုနှစ်သက်တယ်လို့ပြန်ပြီးချိန်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုချိန်ထားတဲ့ preset လေးတွေကိုတခါတည်းကွန်ပျူတာထဲကိုပါ export လုပ်ပြီးကျွန်တော်တို့ file လေးတွေအဖြစ်နဲ့ကျွန်တော်တို့တင်ထားလို့ရတယ်နောက်တစ်ချိန်ကိုကမှားဖြတ်မိတာတို့ပါလို့ဆိုကို preset လေးတွေကိုပြန်ပြီးထည့်လို့ရတယ်ပြီးလို့ရှိရင်ကိုတန်ငယ်ချင်းချိန်ထားတဲ့ preset လေးတွေကိုလည်း export ထုတ်ခိုင်းပြီးတော့ကိုကနေပြီး preset လေးကိုယူပြီးလို့ရှိရင်ဒီ software နဲ့ကိုရဲ့ဒီ effect တွေကိုထည့်ပြီးတော့သူများချိန်ထားတဲ့ preset တွေကိုလည်းယူသုံးလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ effect ရဲ့ firmware version တွေကိုလည်းကျွန်တော်တို့ဒီ software ကနေပြီးတော့ကျွန်တော်တို့မြင့်ပေးလို့ရတယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့အများကြီးသုံးလို့ရပါတယ်ဒီမှာရှိသမျှ control အကုန်လုံးကိုကျွန်တော်ဒီ software ကနေလှမ်းပြီးတော့ control လုပ်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြမှာကတော့ဒီ Veteran ပေါ့နော် Veteran GP100 ရဲ့ဒီ preset အတန်လေးတွေကိုကျွန်တော်တစ်ခုချင်းနေစမ်းပြီးတော့ပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့ဒီ software လေးကတော့ Veteran ရဲ့ဒါ software လေးပေါ့နော်ဒါကျွန်တော်ဒီ software နဲ့ဆိုရင်သူမှာပါတဲ့ effect တွေကိုကျွန်တော်ချိန်လို့ရမယ်ကွန်ပျူတာနဲ့ပေါ့နော်ကွန်ပျူတာကနေပြီးတော့သူမှာပါတဲ့ effect တွေကိုချိန်လို့ရမယ်ကျွန်တော်ဒီမှာ save လို့ရမယ်ပေါ့နော်ကိုက control ကို set မှာသွားပြီးတော့ effect မှာသွားပြီးကျွန်တော်လှည့်နေကြမလို့ပေါ့နော်ဒီမှာသွားပြီးတော့ချိန်လို့ရတယ်သူမှာကနှစ်ပိုင်းရှိမယ်ဒီဘက်မှာက factory pack ဆိုတဲ့အထက်မှာကျွန်တော် F1 ကနေပြီးတော့ F99 အထိ
အတန်69တန်ပါမယ်ပြီးလို့ရှိရင်ဒီ user path ဆိုတဲ့အထဲမှာကျွန်တော် F1 ကနေပြီးတော့ P1 ကနေပြီးတော့သူကဟို P 69တိပေါ့နော်69တန်ပါတယ်အဲ့တော့ကျွန်တော်တို့က save လုပ်မယ်ဆိုရင်ဒီ user path ထဲမှာ save လုပ်လို့ရတယ် factory path ကတော့ဒါသူချိန်ပေးထားတဲ့အတန်60နဲ့60ပါခင်ဗျဒီ69တန်ပေါ်မှာမှကိုကပြင်ဆင်တာလေးတွေဖြည့်ဆက်တာလေးတွေလုပ်ပြီးတော့ user path ထဲမှာသွားပြီးတော့ share လို့လည်းရပါတယ်နော်ကျွန်တော်အခုဟိုဒီ factory path ထဲကနေပြီးတော့ကျွန်တော်တစ်ခုစီကိုကျွန်တော်အတန်ဆန့်ပြီးမှဖြစ်ပါတယ်ကျွန်တော်တီးတာတော့ပောက်ကရလေးရှောက်တီးမှာပါဟိုအတန်ထွက်လေးပဲတစ်ချက်နားထောင်ကြည့်ပြပါနော်ပထမဆုံး01ပေါ့နော်ဒီကနေစအောင်နှစ်ခုပါเนาะနှစ်ခုမြောက်ပါနံပါတ်3ပါเนาะကလေးတန်ရလုံးဝကိုအီးထွက်နေပါเนาะอีเสกเนี่ยไหมตอนนี้ป่าวฟูจิตเลยတချို့ကဟိုမေးကြတယ်ပေါ့နော်ဒီ3သိန်းကျော်နဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲ beginner သုံးလို့အဆင်ပြေပါမလားပေါ့ကျွန်တော်အမြင်ကတော့ဒီအတန်ထွက်က beginner မဟုတ်ဘူးခင်ဗျလုံးဝ pro level သုံးလို့ရပါတယ်နော်နံပါတ်5ပေါ့နော်နံပါတ်6ဒါလည်း clean လေးပဲသူက warm clean ဆိုတော့ကျွန်တော်နည်းနည်း warm ဖြစ်တဲ့ clean မျိုးပေါ့နော်နံပါတ်9သူလည်း claim မယ်ဗျโอเคနံပါတ်10clean မယ် wow မိုက်တယ်နော်လုံးဝ rich ဖြစ်တယ်အတန်နဲ့
14ဒီကောင်လေးက chorus လေးပါတယ် chorus နဲ့ clean လေးလောက်ထားတာနော်22သွားမယ်ဒီကတော့ first time tremolo tram OD ဆိုတော့ tremolo နဲ့ override နဲ့ပေါင်းထားတာပေါ့နော်ဒါတော့ clean ဖြစ်ပါအော်တစ်ကစားတဲ့ကောင်တွေမြတ်ဒီကောင်က fast တန်နေပါနော်ဒီ
သူချိန်မိထားတွေကအများကြီးပဲဗျဒါကိုကြိုက်တာလေးတွေကိုရွေးသုံးလို့ရတာပေါ့နော်မိုက်တယ်သူ့မှာတခုအားသာတာဗျာကျွန်တော်ဒီသူ့ရဲ့ဒီ software ကိုသုံးတယ်ပေါ့နော်သူ့ရဲ့ software ကိုသုံးပြီးဒီတုံးကာလာချိန်တဲ့ဟာသုံးတယ်ပြီးတော့တခါတည်းသူ့ရဲ့ USB နဲ့ပါကျွန်တော်ထိုးလိုက်ပြီးတော့တခါတည်း USB ကနေပါ recording ကိုအခုတန်းလုပ်တာတန်းဆိုတော့သူကဒီ USB တစ်ချောင်းနဲ့သူကဒီတုံး control လုပ်ရင်လည်းတခါတည်း behind လုပ်လို့ရတယ်တုံး control လုပ်တာရော recording ဖမ်းတာရော behind လုပ်လို့ရတယ်တချို့ကျွန်တော်ငကူသုံးမှုတဲ့ effect တွေဆိုအဲ့လို behind မရဘူးဒီတုံး control လုပ်မယ်ဆိုရင်ဒီ software ဖွင့်ထားရင်သူကဟို USB interface က off ဖြစ်သွားတယ်အလုံးမလုပ်USB interface ဖွင့်ထားလို့ရှိရင်ကျတော့ဒီ software ကို run လို့မရပြန်အဲ့လိုမရှိဘူးတကောင်ကကျတော့သူ့ USB ဒီတပေါ်တဲ့နဲ့သူက GUI ကိုတခါတည်းတက်လုပ်လို့ရတယ်အဲ့ဒီတခုကတော်တော်အားသာတယ်တော်လေးကောင်းတယ်လို့ပြောရမယ်ကျွန်တော်တော့တော်တော်အားရတယ်ဒီဈေးဒီ quality နဲ့ဒီအတန်ထွက်ကဒါကျွန်တော်တော့ဟိုလုံးဝဗျာပြောမှဆိုရင်လို့ပြောမယ်ကိုက3နိုင်လို့ဟို200တွေ280တွေဘာတွေဝယ်တာတော့ဒါကျွန်တော်အားပေးပါတယ်ဒါလည်းကောင်းပါတယ်ဒါပေမဲ့ကိုသိမ့်မ3နိုင်လို့တည်းမှာဒီ GPTR လေးနဲ့ငါတို့အစင်မပြေပါမလားလို့တော့အဲ့လိုတော့မတွေးနဲ့ဗျတော်တော်မိုက်တယ်တော်တော်မိုက်တယ်သူကကျွန်တော်ပြောမယ်ဆိုတာဟိုသုံးလို့ရတဲ့အနေထားရှိပါတယ်လုံးဝ pro level သုံးလို့ရပါတယ်เนาะသူအတန်တော်လား
share ပဲသူ့ဒီဝါဝါလေးစမ်းကြကျွန်တော်စပွဲပေါ်တင်ထားတော့နင်းမရအောင်မိုက်တယ်ဒါတွေက acoustic simulation သူကဒီ electric guitar နဲ့ acoustic အတန်မျိုးထွက်အောင်လုပ်တာပေါ့ဒါကတော့ဗျာပြောမယ်ဆိုရင်တော့ဟိုခက်စင်စင်မော်လီတကယ် acoustic လို့တော့လဲဘယ်လောက်တန်ဖိုးကြီးတဲ့ effect ဖြစ်ဖြစ်ဒေါ်လာ2000 3000တန်သုံးလည်းမထွက်ပါဘူးเนาะ
အောက်ကတွေကတော့အကုန်လုံးကဟို base တွေဖြစ်တာဒါတွေကတော့ base တွေဖြစ်တာဗျ base တွေတော့ကျွန်တော်ကြော်လိုက်မယ်ပေါ့နော်ကျွန်တော်မှာ base လည်းမရှိဘူးဒါတွေကတော့ acoustic guitar နဲ့တွဲပြီးလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်ဟို video လေးတစ်ခုတင်ထားသေးတယ်ဟို acoustic guitar လေးနဲ့စမ်းထားလေဒီနောက်ဆုံးကဒီ acoustic ဒီအပိုင်းနဲ့ကျွန်တော်တီးထားတာခင်ဗျဒါတော့အခုကတော့ဒါ electric နဲ့ပေါ့နော် electric နဲ့စမ်းမယ်မိုက်တယ်ဟာမစိုးဒါတော့ဆိုလက်ခံလို့ရတယ်acoustic guitar နဲ့ pick နဲ့ acoustic guitar pick နဲ့ချရှယ်ပဲ69ထိပြီးသွားပြီပေါ့နော်ကျွန်တော်ဒီမှာတစ်ခုထပ်ပြချင်တာကသူကဗျာဒီ signal flow ပေါ့နော် signal flow ကိုကျွန်တော်တို့ကစိတ်ကြိုက်ပြင်လို့ရတယ်ဥပမာကျွန်တော်ထားလိုက်ပါတော့နံပါတ်1ကိုပဲတွားလိုက်မယ်ဥပမာကျွန်တော်တို့ကဒီမှာ amp နဲ့ cap နဲ့ကြားထဲမှာသူက noise gate တွေကိုခန်းထားတယ်ကျွန်တော်တို့ကမဟုတ်ပါဘူးဒီ noise gate ကိုထိဆုံးအောင်မှခန်းကျင်ပါလေဆိုလဲဒီလိုမျိုး signal flow ပြင်လို့ရတယ်ဒါကဟိုတချို့ဟိုဈေးအတင်းတင်ဟာတွေမှာဆိုဒီလိုမျိုးကျွန်တော်ရှင်းနောက်ချိန်တာတွေလုပ်လို့မရဘူးအခုက cabinet ကိုကျွန်တော်ဟိုနောက်ဆုံးသွားထားခြင်းလည်းရတယ်ကျဲတယ်လို့ချိန်လို့ရတယ်ဒီမှာကျွန်တော်တို့ကြိုက်တယ်လို့ဒီ signal flow ကိုချိန်လို့ရတယ်ပေါ့နော်ဒါတခုကလည်းဒါတော်တော်လေးအားတာတယ်ကွန်ပျူတာရှိတဲ့လူဆိုရင်တော့ကျွန်တော်တို့ဒီ effect ကခလုတ်ကလေးတွေကိုနှိပ်နေမှစာဒီလိုမျိုးပြင်တာပို့ပြီးတော့မြန်တယ်ပေါ့နော်ဥမာသူ့ကိုကျွန်တော်ကစေးမလုပ်ဘူးပြန်ပြီးဖွင့်ကြည့်မယ်နော်ကျွန်တော်သူ့ကိုဒါသူ့နှုတ်ကိုထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကတစ်ချက်ဆန်းကြနော်ဟုတ်ပြီကျွန်တော် delay တမ်းမလုပ်ချင်ဘူးဖြုတ်လိုက်မယ် delay မပါတော့နော် reverb ကျွန်တော်ဖြုတ်ကြည့်မယ်6ဖြစ်တယ် okay အဲ့မှာကျွန်တော် amp ကိုကျွန်တော် gain နဲ့တင်ကြည့်မယ်โอเคအဲ့မှာ travel ထပ်တင်ကြည့်မယ်ဗျာ2 pound show တစုံတင်ထားလိုက်ဒီလိုမျိုးကျွန်တော်တို့ကချက်ချင်းချိန်လို့ရတယ်ပြီးရင် save လုပ်လိုက်တာနဲ့သူကဒီကျွန်တော် effect မှာတခါတည်း save ပြီးသားဖြစ်သွားမှာပေါ့နော်ကိုကဟို save လုပ်ရင်သူကဒီထဲမှာပေါ်လာ P ထဲမှာပေါ်မှာသူကလေကျွန်တော်ဒီ factory ထဲမှာတော့သူကပေးမစေဘူး factory 69တန်တော့သူကဒါချိန်ထားတဲ့ဟာကိုသူကဒီတိုင်းထားပေးတယ်ဒီ P ထဲမှာကိုကြိုက်တဲ့ number မှာသွားပြီး save လို့ရတယ်ဥပမာကိုကဒီအတန်ကြိုက်တယ်ဒီအတန်ကိုကြိုက်တဲ့အတန်လေးတွေပေါ့နော်တွေ့လို့ရှိရင်ကိုကအစင်လိုက်ကလေးစီဟို save လို့ထားလို့ရတယ်ဥပမာဗျာကျွန်တော်ဒီအတန်ကြိုက်တယ်ဒီအတန်ကြိုက်တယ်ဆိုကျွန်တော်မပြင်ဘူးရတယ် save မယ် P ထဲကကျွန်တော် number 1မှာ save မယ်ဆို1မှာ save လိုက်ပြီးရင်နောက်တစ်တန်ဘာကြိုက်လဲ2မှာ save လိုက်နောက်တစ်တန်ဘာကြိုက်လဲ3မှာ save လိုက်နော်ဒါဆိုလို့ရှိရင်ကျွန်တော်က1နဲ့3လေးဒီ up down လေးနဲ့သွားလိုက်ရုံပဲဒီကဟို pedal လေးကို cloud လေးနှိပ်ပြီးတော့ဒါလေးဒီလိုလေးကျွန်တော်ကရှေ့နောက်လေးသွားပြီးတော့တီးလိုက်ရုံပဲဒါဆိုလို့ရှိရင်ကျွန်တော်ကဒ
ဒီ P ထဲမှာကိုကြိုက်တဲ့ဟာလေးတွေကိုသွားပြီးတော့เนาะဒီ user pack ထဲမှာသွားပြီးတော့အစင်လိုက်လေးစီထားလို့ရတယ်ကောင်းတာတော့ဗျာ clean လေးပါမယ် distortion ကိုကျွန်တော်တို့ဟို bump တွေပါတီးဖို့အတွက်အချောက်ကလေးပါမယ်ပြီးရင် solo တီးဖို့အတွက်ကျွန်တော်တို့ distortion နဲ့ဒီ delay တွေเนาะ delay ပါတာလေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုမှာတခြားတန်ထည့်တဲ့ခြင်းနဲ့ထည့်ပေါ့နော်သချင်းတစ်ပုဒ်စာဒီ3တန်လောက်ဆိုတာမစိုးဘူးပေါ့ကလေးလေးတန်ထည့်မယ် distortion ကိုအချောက်ပေါ့နော်ကျွန်တော် delay မပါတဲ့ဟာလေးကျွန်တော်တို့ဒီ band တွေပါ rhythm D လို့ကောင်းအောင်တစ်ခုထည့်မယ်ပြီးလို့ရှိရင် distortion လေးနဲ့ဟိုမှာကျွန်တော် delay လေးနဲ့ solo D လို့ရအောင်တစ်ခုထည့်လိုက်မယ်ဒါနည်းနည်းလေးပြော့တာသူတို့နည်းနည်းလေးပြင်းလာနောက်3ခုထည့်မယ်နောက်သူတို့အဲ့လိုပြော့တာလေး3ခုလောက်ထည့်ဒီလိုမျိုးလေးထည့်သွားရင်ကျွန်တော်တို့ကဟို effect လေးတွေမှာ pedal လေးက2ခုပဲပါတယ်ဆိုမှလေရှေ့နောက် pedal 2ခုပဲပါတယ်ဆိုမှကျွန်တော်ဒီ3ခုလောက်ကတော့ကောင်းကောင်းနှင်းပြီးရွေးသွားလို့ရတယ်ခင်ဗျအဲ့ဆိုရှင်ကျွန်တော်တို့တီးရတာလေဒီ on stage မှာတီးရတာလေအဆင်ပြေနိုင်ပါတယ်လို့နော်ဟုတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးလည်းတော်တော်ရှည်သွားတယ်တူပါတယ်